ကဲဒါကတော့ဆရာမကြီးရဲ့ကံကောင်းဆုံးသောအချိန်ပေါ့ပါမယ်ဆက်မယ်ကြည့်ရိုက်မယ်စပြီရိုက်နေပြီဟုတ်ပြီမလာတော့ပူလာဒီကဒါလေးပါပဲဒီနားလေးပါပဲအဲ့ကောနစ်ဆက်ကနေမမြင်ရလေအဲ့ဒါရှင်းနေသွားမယ်နော်သူတို့ရဲ့ official Spain စီးတဲ့လမ်းမှာနိုင်ငံရဲ့စိန်ပန်းပြာရဲ့အောက်မှာစပိန်စီးနေရတာမျိုးပဲကျောင်းမှာနေရတူတူဖင်းစီရတဲ့ဖျားဝါနေရအစ်ကိုကောင်းတယ်အော်ရွှေရရတယ်ရွှေတော့ရဒီပူရနော်လာဒီတိုင်းမှာရိုက်ပါလားဒီမြန်နေရဟုတ်လားမဟုတ်လားစီစဉ်ဖို့ဗျာသွားလာတော့သွားနေရပါရင်ဘယ်ကွာမညို့နေရလားလမ်းမလားဟမ်ဟုတ်လားစန်တော်ဝါနဲ့မာကြီးဘာလို့ကြော်သွားဒီစနေပဲခါရိုက်ပြီဆိုကုန်ပြီကုန်အဲ့ဟိုကျိုးအရှင်ကင်မရာနဲ့ရိုက်နေဟမ်မှန်နေတယ်ก็เป็นหน้าดูมั้ยเนี่ยเป็นหน้าดูအော်ဘာသာနဲ့ဆိုတော့မတိုင်းရောက်တော့မယ်ချိန်မှာတော့နေဝင်မိုးချုပ်လာပါပြီတဖြည်းဖြည်းနဲ့တော့ည9 နာရီရဲ့ view လေးပေါ့ဒီဘက်မှာထင်နေนี่จังเลยนะโอเคဒါကတော့ဆရာမကြီးရဲ့ကံကောင်းဆုံးသောအချိန်ပေါ့ဘာဖြစ်သွားလဲ
မဖြစ်စဘူးအဖြစ်ထူးစပိန်လေရောလာမဟုတ်ဘူးလို့ဘိန်းပေါက်တာတဲ့ဘိန်းရလည်းပေါက်တာသေးသေးနေမဟုတ်ဘူးရှူးနေတော့လေအပြင်ပန်းတော့တယ်ကိုပြောငါမှတော့တရားမပေါ့ဘူးမပါလဲရတယ်လို့ပန်းတော့ပါလေဟုတ်ရဒါတော့ဘယ်မှာမရောက်လိုက်ရမယ်နဲ့မရစင်ပြေးလားမိုင်းစင်ပြေးလား ဘယ်နည်းနေရတာအဆင်ပြေလဲထောက်လိုက်တဲ့အခါမပြေဘူး အမှန်တော့ဒီနေရာလေးကလှတာတော်တော်လေးလှအလှတော့မခံစားနိုင်တော့ဟုတ်ဟေးဗျာလာရိုက်ပေါ်မှာနေရာနေရာဟုတ်ပါလာရိုက်ပေါ်မှာလင်းများ2ယောက်ရယ်စပိန်ပေါက်လို့လမ်းဆေးချောင်းနေရပါတယ်ဒီလိုမမရယ် ဖြစ်မှဖြစ်ရတယ်စပိန်ရတယ်ဘင်းပေါက်အဲ့တောင်စူးထိုးမိတော့ချင်တဲ့နေရာတော့ရောက်ပြီဒါပေမဲ့မိုးချုပ်သွားပြီဟိုဘက်ဒီမနှင်းနိုင်တော့အခုစပိန်ဖာဖို့အတွက်စောင်းကော့စကာလာမယ်ကော့စကာ ကြကြတော့စပိန်နဲ့စီးလိုက်ခင်2မိနစ်လောက်စောင့်ပေးတဲ့ဟိုကလည်းဗာလဲ35ချက်ကြမှာယူရလို့ရတယ်လား အော်ရတယ် ဒီလိုမျိုးပါဘူးဘယ်တော့မောတော့ပြီးတော့အားကျုပ်ပြောနေတယ်ဘယ်တော့မောတော့ပြီး နိုင်ပဲနိုင်တော့နေနေရ ပုံတော့ ဒီတော့ နားလိုက်ပဲ ရှိကိုပဲ ဟာတပည့်ရတော့နေနေဟောတနာရောက်တယ်ဒီနေ့တင်လာမှာ ဟာစီးကြီးဆုံးစပိန်နေမိုက်တယ်နော်ဘယ်လောက်တယ်စီးရေးထားလား 18,000 90ရာထောင်တောင်း18,000 1900 တောင်းကူတော့မြန်မာငွေဆို300 อืม 300ကျော် อืมအဲ့ဒါ2000ခွဲဒါ2000ခွဲ 300ကျော်မိမတာရတယ်ပဲ300ကျော်ဒါပါဆောင်းတော့လက်စီးရဲ့ဘင်းနဲ့မတူဘူးနော် ပဲစီရပဲနော် ဆောင်းလည်းတို့ရက်ပြီးသွားတယ် ဒီပါဒီအိမ်နာဟမ်တော့ပါပြီလားပါဟမ် ခိုးတော့မကောင်းတော့ဘူးနော် ခမရစပိန်လောက်ကတော့စားဖွဲ့မနေဘူးသူက ဒုက္ခပြီးဒုက္ခရလာတယ်ဒုက္ခရရောက်ဖို့ညံ့ညံ့ ရန်နေဖြစ်လိုက်ဟ
ဟုတ်တယ်မင်းဒီတော့ဟိုကောင်လေးဆက်ဟိုအင်ကြီး ဘယ်လောက်ကုန်သွားလဲ 35ကျင်းရောက်လျာရှုပ်ပါပါမယ်တော့တအားပင်မနေပြီတန်တန်တော်တော့မလား သူတို့ wifi လေးမေးကြည့်ဝယ်ချစ်တယ်နောက်တစ်ခေါက်ကျရင်ပြင်ချစ်ပြန်မလို့ Wi-Fi လား ဒီစက်တော့ မေ့ကြည့်လိုက်အောင် မိုက်အေးဒီစနေတော့နော်ဒီဟာကုန်ဒီဟာတော့ပြန်ကြည့်ပါရောမြန်မာနိုင်ငံပြန်အောင်ပါပြော မြန်မာနိုင်ငံပြန်ရအောင်စပိန်နဲ့ခရီးထွက်အောင်လေးကျက် ဒီမှာဘုံတော်မှာကျွန်တော်မကြီးမှာမနေနေနိုင်တော့လားလို့ဟာဟိုးနေနိုင်လေလားရလားနေတော့မလားမဟေးဒီလေးဟိုဘက်ကဒီဘက်ကမကနဲ့ဟိုဘက်ကယောက်ျားဒီဘက်ကနေဝင်မှာမဟုတ်တော့မလေးဒါဆင်းပါလို့နေအော်နင်းလို့မရဘူးဟေးမဟေးဒီလေးရဲ့ကိုရဲ့မဟေးဒီအခုတော့မလေးချင်းတက်သွားတော့ဘာမှမသိတာလားဟမ်အော်အဲ့ဒါလည်းအမြဲတမ်းညာလည်းခင်ဗျာလာအောင်ပါပါကဲဒါအပြန်ခီးပါဒီဘက်လဲလိုက်ပါဦးစောစောကဒီနားလေးမှာဖြစ်နေတဲ့ယုံနဲ့အခုဖြစ်နေတဲ့ယုတ်ကလေးတစ်ချက်ကဲရတော့ကဲည7 နာရီကျော်ခရိုနစ်ကိုပြန်ရောက်လာတဲ့အချိန်မဲ့ရှေ့မှာရတော့ကုန်းနေပြီလို့သေးတော့လေအခုခုပါဆိုချော်လွယ်တယ်ဒီလား